အားလုံးပဲကျွန်တော်ညီကောင်မောင်နှမများတငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကဒါ12ရက်နေ့အတွက်ပေါ့နော်12နာရီခန့်ကိုကျွန်တော်ခဏအလုံးကြလေးကျွန်တော်ချပြပေးမယ်နော်ကျွန်တော် break ကတော့မတွေ့သေးဘူးပေါ့နော်ကျွန်တော်ညီကောင်မောင်နှမအနေနဲ့ break လေးတွေ့ရင် key လေးနဲ့ကျွန်တော်ရှိဒီကျွန်တော်ပြတဲ့ခဏလေးနဲ့တွဲပြီးကစားမယ်ဆိုရင်လည်းကစားပါနော်ကျွန်တော်ဒီမှာကြည့်ရအောင်နော်သူကဒီမှာထိတ်sorry ထိတ်တယ်လေသူကအပိတ်ခဏလေးကိုသူကဒါလေးကိုသူကပေးတော့လာရှိပေါ့နော်ဒီမှာကျွန်တော်ဘာခဏဖြစ်မလဲကြည့်ရအောင်နော်သူဒီမှာသူဒီရှစ်ကိုကျွန်တော်3883နဲ့သူက3883နဲ့သူကဖြီသွားတာရှိရပေါ့နော်ကျွန်တော်ဒီမှာဒီ3ပေါ့နော်ဒီsorry ဒီ3ရဲ့6နဲ့2ပေါ့နော်2ကိုကျွန်တော်ဒီ1နဲ့ဒါဆိုရင်3883ပေါ့နော်နောက်တစ်ပြန်ဒီ9ကိုပဲသူကဒီ3နဲ့ကျွန်တော်ဒီ6နဲ့ပေါ့နော်6နောက်ပိနဲ့3883လို့အဲ့ဆိုရင်ရပါတယ်3883နဲ့ဖြည့်တယ်ပေါ့နော်အဲ့ဆိုရင်ဒီကောင်းကြီးနှစ်ကိုလည်းသူက2ခွန်နဲ့ပြန်ပြီးတော့ဖြည့်မှာပေါ့နော်2ခွန်နဲ့ပြန်ပြီးတော့ဖြည့်မှာပေါ့သူကဒီမှာဒီ6ကိုလည်းဒီနောက်6နောက်ပိလေးနဲ့နှစ်ဆိုပြီး2ခွန်နဲ့လာပြီးတော့ဖြည့်ရတာပေါ့နော်အဲ့ဆိုကောင်းပြီးတော့ဒီ6ကိုလည်းသူက1661နဲ့လာပြီးတော့ဖြည့်ရတာရှိပေါ့နော်ဖြည့်ရတယ်သူကဒီခွန်ကိုနောက်ပိတ်လေးနဲ့ဒါဆိုရင်6လို့လာဖြည့်ပြီးထားတယ်ပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီခွန်ကိုပဲသူက2ခွန်နဲ့လာပြီးတော့ဖြည့်ရတာပေါ့နော်ကျွန်တော်ဒီမှာခွန်ရှိရယ်ခွန်ကိုဒီ9နဲ့ပုံတာဆို2လို့ဒါဖြစ်တာပေါ့နော်2ခွန်နဲ့လာဖြည့်ရတာပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်မှာအခုပြင်မှာတော့ဒီမှာ35ရှိတယ်3553ညာနဲ့9ကို3553ညာဒါဖြီမှာပေါ့နော်ကျွန်တော်ဒီမှာခွန်ရှိရကျွန်တော်ဒီမှာခွန်ရှိရပေါ့နော်ခွန်ရယ်ကျွန်တော်ဒီကနန်းရယ်ဒီနောက်ခွန်လေးပေါင်းလို့ရှင်ဒါဆိုရင်3553ညာဖြည့်ရမှာပေါ့နော်အဲ့ဒါဆိုရင်3553ညာဖြည့်ရမယ်ဆိုရင်ကျွန်တော်ဒီမှာ9ဖြစ်မယ်ဆိုရင်ဒါဆိုရင်1ပေါ့နော်3ညာဖြစ်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်က6ဖြစ်မှာပေါ့နော်6ဟုတ်ပြီနော်166တကအပိတ်လေးဖြစ်သွားမှာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဆက်ပြီးတော့အပိတ်ကနန်းလေးပါလေးရှိမှတက်ကြည့်အောင်နော်ဒီမှာကျွန်တော်ကြည့်အောင်နော်သူကဒီဟာလေးကလည်းသူကပေးထားတာသူကဒါစီနီယာလေးပါဒါတော့သူကကျန်နေတော့လွတ်သွားမှာဆိုလို့ကျွန်တော်ဒီ3လုံးကျွန်တော်ခွန်လို့ဖြစ်တယ်နော်ခွန်ပြီးရင်တော့ဒီ3လုံးဆို8လို့လာပြီးဖြစ်တာပေါ့နော်8ပေါ့နော်8ပြီးတော့ဒီမှာ9ဆိုပြီးလာပြီးဖြစ်ပြီးထားနော်ဒီ4နဲ့နော်ဒီ4နဲ့ဒီ5နဲ့ဒါဆို9လို့လာဖြစ်ပြီးထားပါနော်ဟုတ်ပြီနော်9ကြော့ဒီမှာ3ညာလို့ဒီကန3လုံးလာဖြစ်ပြီးမယ်ဆိုရင်ဒါဆိုရင်သူကဒီမှာခွန်ပေါ့နော်ခွန်ဒီ3လုံး8ပေါ့နော်ခွန်8 3ညာခွန်8 3ညာနဲ့လာပြီးပေးမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်ကဒီမှာ3နောက်ပိတ်လေးတစ်လုံးထပ်ပြီးရမှာပေါ့နော်ဟုတ်ပြီနော်ခွန်8 3ညာနဲ့ပေါ့နော်အဲ့ဒါဆိုရင်နောက်ပိတ်လေးတစ်လုံးအရန်ကနန်းလေးပေါ့နော်ဒါလေးအရန်ကနန်းလေးတော့ကြည့်အောင်သူကဒီမှာသူကဒီ1ပေါ့နော်1 3ညာ8ဆိုရဒါလည်း1 3ညာ8ဆိုရဒါကပေးသွားနိုင်တယ်ပေါ့နော်လွယ်လွယ်လေးနဲ့ဒါကမထင်မှတ်တဲ့ကနန်းလေးပေါ့နော်1 3ညာ8ဆိုဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3ရှိရတဲ့ဒါဆိုရင်9နောက်ပိတ်ဖြစ်သွားမှာပေါ့နော်9နောက်ပိတ်3နောက်ပိတ်ပေါ့နော်1 6နောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်ကျွန်တော်ဘာလေးပြချင်ထိတ်ကနန်းလေးပြချင်နော်ထိတ်စီးလေးတစ်လုံးပေါ့နော်ဒီထိတ်စီးလေးတစ်လုံးကလည်းသူကမသက်တစ်ခုလေဒါကသွားထားတာရှိပေါ့နော်ဒါကျွန်တော်ဒီကမောလည်းဒါခွန်ပြီးဒီ6ထိတ်လေးကိုသူပေးထားတာရှိပေါ့နော်ဒီ6ထိတ်လေးကိုဒါမှန်ခဲ့တဲ့ site လေးပေါ့နော်6ထိတ်လေးမှန်ခဲ့တဲ့ site လေးပေါ့နော်အဲ့ဒါလေးကျွန်တော်ဆက်ပြီးကြည့်အောင်ဆိုပြီးဟုတ်တယ်ဒီမှာလေသူကဒီ9နဲ့ကျွန်တော်ဒီ9နဲ့ဆိုရင်ဒါဆို4လို့ဖြစ်တာပေါ့နော်4လို့ဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ပိတ်မှာလည်းကျွန်တော်ဒီမှာဒီ3ညာတဲ့ဒီ4နဲ့ဆိုရင်လည်း4လို့ပဲဖြစ်တယ်ပေါ့နော်4မက်သက်ပေါ့နော်4မက်သက်နောက်တစ်ခါကျွန်တော်ဒီမှာဒီ1
ဒီလုံး1ပေါ့နော်1ကိုကျွန်တော်ဒီ3နဲ့ဆိုရင်4လို့ပဲဖြစ်တယ်ပေါ့နော်4လို့ပဲဖြစ်တယ်နောက်တစ်ပြင်မှာကျွန်တော်ဒီမှာဒီ8ကိုဒီ6နဲ့ပေါင်းရင်4လို့ပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကောင်းပြီကျွန်တော်ဒီအခုပြင်မှာကျွန်တော်ဒီခွန်လဲကျွန်တော်ဒီမှာခွန်နဲ့ပေါင်းရင်4လို့ပဲဖြစ်မယ်ပေါ့နော်4ဖြစ်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာခွန်မှကျွန်တော်4လို့ဖြစ်မှာပေါ့နော်4လို့ဖြစ်မှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့က2ထိပ်လေးဖြစ်သွားမှာပေါ့နော်2ထိပ်ဟုတ်ပြီနော်ဒီမှာသူကဒါဆိုရင်သူက4မတက်နဲ့ဒါပေးထားတာပေါ့နော်ဒီ4လုံးကိုကျွန်တော်4လို့ဖြစ်တာနော်4ဒီ4လုံးလည်းသူက4လို့ဖြစ်တယ်နော်ဒီ4လုံးလည်းသူက4ဆိုပြီးသူဖြစ်တာနော်ဒီ4လုံးလည်းသူ4လို့4မတက်နဲ့ပေးထားပါနော်ဒီ4လုံးလည်းသူ4လို့ပေးမယ်ဆိုရင်ဒါဆိုရင်2ထိပ်လေးပေါ့နော်2ထိပ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာသူက4မတက်ကဒီဘက်ကလည်းသူကစပြီးပေးလာတာရှိတယ်နော်ဒီဘက်မှာလည်းသူကပေးလာတာရှိပေါ့ဒီ9နေပြီးတော့ဒါပေးလာတာပေါ့နော်ဒါကျွန်တော်ဒီမှာမင်းအနေလေးနဲ့ဒါလေးကိုချစ်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာလေးဒီကဒါကကျွန်တော်ပြပြီးသားပါဒီ3ထိပ်လေးကိုလေကျွန်တော်ဒီမှာဒီ3ကိုတော့ဒီ1နဲ့ကျွန်တော်4လို့ဖြစ်တာနော်4လို့ဖြစ်တယ်ဟုတ်ပြီနော်ဒါကဒီမှာဒီ6ကိုကျွန်တော်ဒီ8နဲ့4လို့ဖြစ်တာနော်4လို့ဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဒီမှာဒီခွန်လဲဒါဆို4လို့ဖြစ်ခဲ့တယ်เนาะဒါဆိုဒါကကျွန်တော်ပြပြီးတော့ပြန်ပြတယ်ဆိုတော့ဒါဒီတာရကအနေနဲ့ဘာပေးခဲ့တယ်ဆိုတော့ကျွန်တော်ပြတာပေါ့နော်ဟုတ်ပြီเนาะသူကနောက်တစ်ခါကျတော့ဒီမှာဒီခွန်လဲတော့ဒီခွန်နဲ့တော့4လို့ပဲဖြစ်ခဲ့เนาะ4ဆိုဒါဆိုသူက3ထိပ်လေးကိုဒါပေးခဲ့တယ်ပေါ့နော်ဟုတ်ပြီเนาะဒါလေးရှိတော့4ပတ်သက်ကိုဒါပေးခဲ့တယ်ဆိုကြောင်းလေးဒါကျွန်တော်ရှင်းပြတာပါเนาะနောက်တစ်ခါကျွန်တော်ဒီမှာဆက်သွားရအောင်ကျွန်တော်ဒီမှာပြမယ်ဆိုတော့ထိပ်စီးလေးပေါ့เนาะထိပ်စီးလေးကစတိုက်မှန်လာတဲ့ထိပ်စီးလေးပေါ့เนาะဒါကကျွန်တော်ကဒါဒီမှာကျွန်တော်ရေးပြီးသားပေါ့เนาะရေးပြီးသားကိုကြည့်အောင်เนาะတော့စတိုက်မှန်လာတာเนาะတော့ဒါဟိုပေါ်နေစတိုက်မှန်လာတဲ့ကနေပေါ့เนาะကျွန်တော်ဒီ3လုံးကျွန်တော်6လို့ဖြစ်တယ်เนาะ6ဟုတ်ပြီเนาะဒီ3လုံး6ဒီ3လုံးကျွန်တော်ခွန်လို့လာဖြစ်တယ်ပေါ့เนาะခွန်ဟုတ်ပြီเนาะကျွန်တော်ဒီ3လုံးကို10လို့ပေးခဲ့တယ်ပေါ့เนาะဒါကျွန်တော်ပြတာတော့ပြပြီးသားပါเนาะ10ဟုတ်ပြီเนาะ10ပြီးကျွန်တော်ဒီမှာအောက်မှာဒါဒီ3လုံးကျွန်တော်9လို့ဖြစ်တာเนาะ9ဆိုတာဆိုတစ်ထိပ်လေးပေါ့เนาะထိပ်စီးလေးအငြိမ်သူကဒီတပင်ကျော်လေးမှာသူကပေးခဲ့တာပေါ့เนาะဟုတ်ပြီเนาะနောက်တစ်ခါကျွန်တော်ဒီမှာ9ဆိုဒီမှာ3ညဒီ3ညဆိုတော့ဒီ3ညနဲ့ဒီ3ညထိပ်နေဆိုတာ3ညထိပ်လို့3ညကိုပေးခဲ့တယ်ပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ3ညထီအောင်မဟုတ်ဘူးဆက်ပြီးတော့ဒီပေးခဲ့တယ်ပေါ့နော်ဒီအောင်နာထီအောင်ဒီမှာကျွန်တော်ဒီ4ရဲ့ဒီခွန်ရပေါင်းဒါဆို1ဆိုပြီးတော့6ခွန်8 9 3ညဟိုပေါ်နေစီကြာလာနော်6ဟုတ်ပြီနော်6ခွန်8မ9 3ညเนาะဒါမှ1เนาะဒီမှာနှစ်ထီအောင်ကျွန်တော်ဆက်ပြီးတော့ကစားမလားပေါ့เนาะနှစ်ထီအောင်ဆက်ပြီးတော့ပေးမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်ဒီမှာ1ရှိရတဲ့ဒါဆိုရင်1ထိပ်လေးထဲမှာကျွန်တော်2လို့ဖြစ်မှာပေါ့เนาะ2ဟုတ်ပြီเนาะအဲ့ဒါဆိုရင်6ခွန်8 9 3ည1နှစ်ပေါ့เนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်1ထိပ်အမာနဲ့ကျွန်တော်ကစားမလားပေါ့เนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကဏ္ဍလေးကျွန်တော်စီပြီးတော့ရေးကြည့်အောင်เนาะစီပြီးတော့ရေးကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာ1ထိပ်2ထိပ်ရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာရေးကြည့်မယ်ကျွန်တော်ထိပ်ကကျွန်တော်က1ထိပ်ရှိမယ်ပေါ့နော်1ထိပ်ရှိမယ်2ထိပ်ရှိမယ်ပေါ့နော်1ထိပ်ရှိမယ်2ထိပ်ရှိမယ်နောက်ပြီးတော့ကျွန်တော်ဒီမှာအပိတ်ကကျွန်တော်ဘာလေးရှိမလဲဆိုတော့အပိတ်က1ရှိမယ်6ရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာ3ရှိမယ်5ရှိမယ်ပေါ့နော်3ရှိမယ်5ရှိမယ်ပေါ့နော်3ရှိမယ်ကျွန်တော်5ရှိမယ်ပေါ့နော်အဲ့ဒါဆိုရင်ခဏလေးနည်းနည်းလေးပါနော်ကျွန်တော်ဒီမှာ1ရှိမယ်1 6ရှိမယ်ပေါ့နော်1 6ရှိမယ်1 3ရှိမယ်1 5ရှိမယ်ပေါ့နော်ဟုတ်ပြီနော်ဒီခဏလေးရှိမယ်ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာ2ထိပ်နဲ့ကျွန်တော်ကစားမလား2ထိပ်2 1ရှိမယ်ပေါ့နော်2 6ရှိမယ်
နှစ်3ရှိမယ်ပေါ့နော်နှစ်3ရှိမယ်နှစ်5ရှိမယ်ပေါ့နော်ဟုတ်ပြီနော်ဒီကဏ္ဍလေးကဒါကတော့ကျွန်တော်အကြိုက်ကဏ္ဍလေးပေါ့နော်ဒါကျွန်တော်ကြည့်ကုန်မောင်းနှမအနေနဲ့ဒါတိုက်ဆိုင်မှုရှင်အသုံးပြုပေါ့နော်ပြီးပြီးတော့ရတဲ့ key လေးနဲ့လည်းဒါလေးအသုံးပြုမယ်ဆိုရင်လည်းဒါအသုံးပြုပေါ့နော်ဒါ break လေးအမှားချာရမယ်ဆိုရင်လည်း break လေးနဲ့အသုံးပြုပေါ့နော်ဟုတ်ပြီနော်ဒီတစ်ထိတ်လေးကတော်တော်လေးလာနော်တစ်ထိတ်လေးလာတယ်1 ဒါလေးလည်းကောင်းပါနော်ကျွန်တော်ဒီမှာဒီကဏ္ဍလေးလည်းဒါလေးလည်းကြောက်ကြိုက်တယ်ပေါ့နော်1 ပေါ့နော်ဒါလေးအပိတ်လေးဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော် video file နဲ့ဒီလောက်ပါမယ်နော်ကျွန်တော် video file နဲ့ရန်ရှည်သွားမှာဆိုလို့ဟုတ်ပြီနော်အဲ့ဆိုရင်အားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေဗျာအားလုံးပဲကံကောင်းကြပါစေနော်